Hello အားလုံးပဲမင်္ဂလာပါရှင်ဒီတစ်ခါပြောပြပေးမှာကသမိုင်းထဲကအရက်ဆက်ဆုံးအမျိုးသမီးတစ်ယောက်ကြောင့်ဖြစ်ပါတယ်သူမရဲ့နာမည်ကတော့ Elizabeth Bathory လို့ခေါ်ပါတယ်သူကို1560ခုနှစ်မှာမွေးဖွားခဲ့တာပါသူမရဲ့မိဘတွေက Hungary နဲ့ Slovakia နိုင်ငံတို့ကိုအုပ်ချုပ်ခဲ့ကြတဲ့တော်ဝင်မျိုးနွယ်တွေပဲဖြစ်ပါတယ်အဲ့ဒီအချိန်တုန်းက Elizabeth ဟာလှပတယ်နောက်ချမ်းသာကြွယ်ဝတယ်ပြီးတော့ပညာတတ်မိန်းကလေးတစ်ယောက်ဖြစ်တယ်ဆိုပြီးတော့မှလူသိများကြပါတယ်ဒါပေမဲ့သူကသူ့ရဲ့မိသားစုအာဏာကိုပေါ့နော်တလွဲသုံးခဲ့တယ်အဲ့ဒါကဘာလဲဆိုရင် तू ကနုပြိုမှုကိုထိန်းထားခြင်းခဲ့တာပါအဲ့တော့သူ့ရဲ့ဒီယုံကြည်မှုကကြတော့နုပြုံမှုကိုထိမ့်သိမ်းထားဖို့အတွက်ကဒီအပြိုစင်ရဲ့သွေးနဲ့ရေချိုးခြင်းဟာနုပြုံမှုကိုထိမ့်သိမ်းထားနိုင်တယ်ဆိုတဲ့ယုံကြည်မှုတစ်ခုသူ့စီမှာရှိခဲ့တာပါဒါကြောင့်မလို့သူကအသက်16နှစ်အောင်မိန်းကလေးတွေကိုအစေခံရောင်ဆိုပြီးတော့မှလိန်ညာပြီးခေါ်ဆောင်တယ်သူ့ရဲ့ရဲတိုက်ကိုပေါ့နော်သူ့ရဲ့ရဲတိုက်ထဲကိုအစေခံရောင်ခေါ်တယ်ပြီးရင်အဲ့ဒီမိန်းကလေးတွေကိုတတ်တယ်တက်ပြီးတော့မှအဲ့ဒီမိန်းကလေးတွေရဲ့သွေးနဲ့ရေချိုးတာပါဒီလိုအဲ့ဒီအပြိုစင်မိန်းကလေးတွေရဲ့သွေးကနုပြိုစေတယ်ဆိုတော့ယုံကြည်ချက်ကြောင့်မလို့သူကဒီလိုရက်ဆက်တဲ့အလုပ်တွေကိုဇက်တိုက်လုပ်လာခဲ့တာပေါ့နော်တချို့ဆိုလို့ရှိရင်အရှင်လက်မီးရှို့တယ်ဓာတ်နဲ့ထိုးတက်တယ်ပြီးရင်တချို့ဆိုလို့ရှိရင်အငတ်ထားတယ်အဲ့ဒါကြောင့်မလို့သမိုင်းပညာရှင်တွေက Elizabeth ကိုမိန်းကလေးပေါင်း300ကျော်ကိုတက်ခဲ့တဲ့ serial killer ဆိုပြီးတော့မှသူ့သတ်မှတ်ထားကြတာပေါ့နော်နောက်ပြီးတော့ Elizabeth ဟာသူ့ရဲ့ဒီရက်ဆက်တဲ့လုပ်ရက်တွေကိုဖုံးကွယ်ဖို့အတွက်အစေခံတွေကိုအတင်းအဓမ္မခိုင်းစေတယ်ပြီးတော့သူဒီလိုခိုင်းစေတယ်သူ့စကားကိုနားထောင်ခိုင်းတယ်ညှင်းဆန်တဲ့လူရှိတယ်ဆိုလို့ရှိရင်လေသူအဲ့ဒီညှင်းဆန်တဲ့လူတွေကိုရက်ဆက်တပ်ဖြတ်တာပါအဲ့တော့ Elizabeth Bathory ကိုthe Blood Queen ဆိုပြီးတော့မှသမိုင်းမှာလူတွေကသိကြတာပါဒါကတော့သမိုင်းတွေကအရက်ဆက်ဆုံးအမျိုးသမီးသို့မဟုတ် serial killer Elizabeth Bathory ရဲ့အကြောင်းပဲဖြစ်ပါတယ်ရှင်နားထောင်ပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်